မင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ Facebook ကနေရလာမဲ့ငွေတွေကိုထုတ်ယူနိုင်ဖို့အတွက် Payu count chain နဲ့ tax info ဖြစ်နေကိုအစဉ်ရှင်းပြပေးသွားမှာဖြစ်ပါတော့ PayPal နဲ့ချိန်မယ်ဆိုရင် PayPal မှာသုံးထားတဲ့နာမည်ကိုရေးပေးရမှာဖြစ်ပါတော့အရေးကြီးတာက bank account or PayPal မှာပါတဲ့တိုင်းတူအောင်အင်္ဂလိပ်စာလုံးပေါင်းနဲ့မှန်ကန်အောင်ဖြည့်ဖို့ပါပဲပြီးရင်မွေးတကယ်နဲ့နိုင်ငံကိုလည်း bank account PayPal တဲ့အတိုင်းဖြည့်ပေးပြီး next ကိုနှိပ်ပါဒီနေရာမှာ business type ကို individual ဆိုတာကိုပဲရွေးပေးပါကိုယ်တိုင်ဦးတဲ့လောက်ကင်သူတွေအတွက်ဒါကအသင့်တော်ဆုံးပါပဲဒီစစ်မှာတော့ bank account အဖေးမှာပါတဲ့လိပ်စာဖြည့်အစုံဖုန်းနံပါတ်နဲ့ email တို့ကိုဖြည့်ပေးရပါမယ်ဥပမာထိုင်းဘဏ်နဲ့ချိန်မှာဆိုရင်ထိုင်းမှာပါတဲ့ account နံပါတ်တဲ့ email တွေကိုဖြည့်ပြီးကနေဒါဖက်ဖိုင်နဲ့ချိန်မယ်ဆိုရင်ကနေဖက်ဖားမှာပါတဲ့ကနေဒါလိပ်စာကနေဒါဖုန်းနံပါတ် email တွေကိုဖြည့်ပေးရမှာဖြစ်ပါအောက်နာက tax identification number နေရာမှာတော့ bank account ပိုင်ရှော့ pay ပိုင်ရှင်ရဲ့ပိုင်ရှင်မှတ်ပုံတင်နံပါတ်ကိုဖြည့် passport မှတ်ကိုဖြည့်ခွန်နံပါတ်ကိုဖြည့်အခွန်နံပါတ်ကိုဖြည့်မှန်အတိုင်းဖြည့်သွင်းပေးပါခွန်နံပါတ်မရှိရင် passport နံပါတ်ကအဆင်ပြေဆုံးပါပဲဒီကွက်မှာတော့ဘာမှဖြည့်ပေးစရာမလိုပါပြီးရင် next ကိုနှိပ်လိုက်ပါဒါကတော့ပိုက်ဆံဘယ်လိုထုတ်မလဲရွေးရမယ်ပိုင်းမှာ bank transfer wire transfer link your PayPal account 3ခုတည်းကကိုနဲ့ဆင်ပြေမဲ့ဟာကိုရွေးပြီး link ဖိတ်ရ method ကိုနှိပ်လိုက်ပါ wire transfer ရွေးရင်တော့ကိုဘန်ရဲ့ suicide ပြီးဖြည့်ပေးကြိုးကိုပြနေမလိမ့်မယ် Are you a US citizen ဆိုတဲ့နေရာမနှုတ်ကိုရွေးပါတတိကုန်ဖြစ်တဲ့ Are you ရင်မှန်တဲ့ကိုနေပါဒီမေကုန်ဖြစ်တဲ့ acting as an inventory agent ဆိုတဲ့မေကုန်ဖြစ်တဲ့ acting as an inventory agent ဆိုတဲ့နေရာမှာလည်း no ကိုပဲရွေးပြီး next ကိုနှိပ်ပါဒီနေရာမှာကိုယ့်ရဲ့နာမည်ပြည့်အစုံကိုစစ်ဆေးပါ contract တဲ့ရှင်းချင်မှာတော့များရမှန်ကိုရွေးပေးရမယ် have a non use Thailand ဆိုတာကို match ပေးပြီးကိုယ့်ရဲ့ Thailand number or passport number ကိုဖြည့်သွင်းပြီးရင် next ကိုနှိပ်ပါဒီစမှာရှေ့မှာဖြည့်ခဲ့တဲ့ရက်လိပ်စာကိုပြန်စစ်ဆေးပါအားလုံးမှန်ပြီးဆိုရင် next same as permanent address ကိုမှန်ချစ်ပါ next နှိပ်ပါဒီနေရာမှာ who source of service will be physically performed inside the United States ဆိုတာကိုပဲရွေးပေးပြီး next နှိပ်ပါဒါမှ American ကိုခွန်ပေးဆောင်စရာမလိုမှဖြစ်ပါတော့ပြီးရင်တော့ electron လက်မှတ်ထိုးဖို့အပေါ်က box လေးမှာမှန်ချစ်ပေးပါနောက်ပြီး signature အပေါ်နားက box လေးကိုမှန်ချစ်ပေးပါ signature ကိုရှေ့မှာဖြည့်ခဲ့တဲ့ကောက်နာမည်ကိုအင်္ဂလိပ်ပါအခုဆိုရင် Facebook ကနေသင်ပြထားတဲ့အချက်လက်တွေနဲ့ W8 band form လေးတစ်ခုထွက်လာပါလိမ့်မယ်ရှေ့မှာဖြည့်ခဲ့တဲ့နာမည်ရက်လိပ်စာနိုင်ငံသားနဲ့ TMM ပြီးဆိုရင်အောက်ခြေက subnet ဆိုတဲ့ club ပြလေးကိုနှိပ်လိုက်ပါတကယ်လို့မနေရရှိရင် make change ကိုနှိပ်ပြီးပြန်ပေးပါပုံမှန်မြင်ရတဲ့အတိုင်း your tax form is completed ဆိုတဲ့စာတန်းစိန်လေးပေါ်လာဆိုရင်တော့မြင်တော့အောင်မြင်သွားပြီအောက်နာက one paperless delivery ဆိုတာလေးကိုပါအမှန်ချစ်ထားရင်ပိုကောင်းမှာရော don ကိုနှိပ်ပြီးရပါပြီဒီစင်တွေအတိုင်းမှကလောက်သွားမယ်ဆိုရင်သင်ရဲ့ Facebook ဖားပါပြီဒီဗီဒီယိုလေးကအကျိုးရှိခဲ့မယ်ဆိုရင် like and share နဲ့အားပေးရပေးသွားအောင်အားလုံးပဲဆင်ပြပါစေငေးလုံးပဲဆင်ပြပါစေ